ဆုံးသွားပြီဆိုတော့ကျွန်တော်ဘုရားကျွန်တော်မြတ်ကန်ဆန်နဲ့နနေ့ကျွန်တော်မွေးရတဲ့နလမှာအမေရဆုံးသွားတယ်ကန်ဆန်နဲ့ပြောဆိုရင်အဖေကအမေဝရမ်းလွန်လို့ဟိုကျိုးဆွဲပြီးဒီသွားတာပေါ့နော်အချိန်မှာတတိယဖွင့်တွေ့ကြမှာမွေးတတိယဒီဟာမှာနေပြီးမှအသက်ရှင်နေပြီပေါ့နော်အဲ့မှာနေပြီးမှဘုရားကအလိုတော်ရဲပေါ့နော်သူကဒီစဲနဲ့ပြောဆိုရင်အဲ့ဆက်ရှင်နေပြရတဲ့ဒီကိုထွက်လာတယ်ထွက်လာနဲ့အကူတော့အိမ်မှာလဲနေတယ်အဲ့လိုမျိုးနေပြီးမှဘုရားကကျွန်တော်ဝစမ်းတက်တာဘုနော်ဆရာပြောတယ်ပေါ့ဘုရားကဘာမှအကုန်လုံးစမ်းတာပေါ့နော်အဲ့နဲ့ကျွန်တော်မှမနစ်ကပေါ့နော်ဟိုjob ပါလို့ပေါ့မနေ့ကဘုရားကပြောတာဆောက်ရှောက်ပြီးမှဘယ်လိုမျိုးအတွေ့အကြုံလဲဆိုတော့နည်းနည်းပါးပါးပြောချင်တာပေါ့နော်ကျွန်တော်ကမိသားစုလည်းမရှိဘူးဆိုတော့ဟိုအကူတော့နေပဲနေတာဟုတ်အဲ့နဲ့အကူနဲ့နေတယ်အကူတော့ကအညာမြေဟောက်ထွက်ခဲ့မနေ့က2025ပေါ့နော်အဲ့ချိန်မှာအင်္ဂါနေထွက်ခိုင်းပြီးမှကျွန်တော်တယောက်တည်းအင်္ဂါတယ်အဲ့ချိန်မှာဘာလုပ်လဲဆိုတော့ကျွန်တော်ကအမှုဘုရားเจ้าမှာဘုရားเจ้าဘယ်လိုဗမာနဲ့တော့ပြောတာတော့နားမလဲဘုရားเจ้าစောင့်တယ်ပေါ့နော်စောင့်နေသူကဒီလိုပြောမှာလေအဲ့လိုမျိုးဖြစ်တာပေါ့နော်အဲ့မှာဘုရားเจ้าအဲ့လိုမျိုးလှစားလဲနည်းနည်းပပဒလမှာတိမ်ခွဲလောက်ရတာဟုတ်အဲ့နဲ့အိမ်ကလည်းဒလမှာ9500ရတာအဲ့တိမ်ပဲကြံမှာအဲ့နဲ့ဒီမကောင်းဖြစ်တာနဲ့ဟိုမတ်ရာတော့ကနေနာစီပုတ်တာအဲ့ချိန်မှာနာစီပုတ်တာနဲ့ညမှာတခါတော့အဲ့ဒီမှာလှစားထုတ်ပြီးတော့ညတခါအဲ့ဒီမှာဘုရားကတာဝင်စကားလာပြောတာပေါ့နော်ဒါမြေလှစားကိုအရက်မူးတဲ့သူပေါ့နော်အဲ့ဒီစင်တာမှာတွားပြီးပါမြေလှစားကိုအကုန်လုံးတွားပြီးမှတွားပြီးပါဆိုမှဘုရားကျွန်တော်ကိုအဲ့လိုလာပြောတာအဲ့မှာမနေ့ကလည်းအကုန်လုံးပြည့်ရဆိုရင်အငါကလည်းပြီးဖို့လိုတယ်ကိုယ်အစားလဲလိုတယ်ကျမ်းမာကြီးအတွက်လဲလိုတယ်ဆိုတော့ပတ်စံလည်းမရှိဘူးဒီမှာစိတ်တည်နေအဲ့လိုပဲညာညပြန်အဲ့တဲ့အချိန်မှာဒါအကုန်ပြီးပါဆိုမှပြန်ပြောတာအဲ့နဲ့စူတောင်းနဲ့မနေ့စောရထားတာဆိုတာနဲ့တသိန်းပဲတွားပြီးတယ်တသိန်းပဲတွားပြီးတယ်နဲ့ငါတောင်းတော့လာစားပြီးပဲအဲ့လိုပဲစီဆွဲတာအဲ့နဲ့မိုးလေးပြန်အဲ့ညပြန်ရောက်တော့ညပြန်အဲ့နဲ့ပြန်အဲ့ဒီအကုန်လုံးပြီးဆိုရင်မအဲ့လိုမျိုးပြန်နိုးတာပေါ့နော်နဲ့စိတ်လည်းမကောင်းတော့ဘူးအဲ့နဲ့စိတ်လည်းမကောင်းတော့ဘူးဆိုတော့အဲ့ဒီချိန်လုံးကကျွန်တော်ကနားစီပုတ်တယ်ဆိုတော့ပတ်စံနဲ့မရှိဘူးလေဒေါက်တာတွေကဟိုရန်ကုန်မှာစီအောင်သွားပြီးမှပြပြီးမှခွဲစိတ်ပါလေမျိုးပြောရတယ်ပတ်စံနဲ့တက်တော့ဘူးဆိုတော့စီပေါ်စာရှန်လာအဲ့ချိန်လုံးကအဲ့နဲ့ဖခင်အဲ့ဒီလာစာကိုအကုန်လုံးပြီးခဲ့တာအဲ့နဲ့ငါးတောင်းကိုပြန်ပြီးအဲ့ပြီးရဲ့ချိန်3ရက်လောက်မှာကျွန်တော်တို့အတင်းတော်ခါပေါ့နော်အတင်းတော်လောက်လေးပြောမှာပေါ့ Pit and Twist ရဲ့ဒီရောကကျွန်တော်80ပြီးလာဟာကျွန်တော်လည်းအော်တယ်လေရင်လည်းမလည်းအကုန်လုံးဖြတ်ပြီးတယ်တဲ့အဖြတ်ပြီးတယ်ပြောဆိုရင်80လည်းရတယ်အဲ့ချိန်မှာဖခင်ကျွန်တော်ဘယ်လောက်ချီစားနာပေါ့နော်ကျွန်တော်အတွက်ဘယ်လိုလဲဆုံးရှုံးနိုင်မလားပေါ့နော်ကျွန်တော်အတွက်ဘယ်လိုပြောမှလဲကျွန်တော်အတွက်ဒီတိလေးကိုကျွန်တော်အတွက်ဆွလွန်ခိုင်းမလားပေါ့နော်အဲ့ဒါပတ်စံကိုဘယ်လိုကျွန်တော်အတွက်အကုန်လုံးတုံးခိုင်းမလားတုံးနိုင်မလားအဲ့ဒီဟာကိုဘုရားကျွန်တော်ကအမြဲစားနာအဲ့နဲ့ပြရနဲ့80ရတယ်ပြောစင်စီအောင်ရန်ကုန်မှာစီအောင်တော့အဲ့ချိန်မှာခွဲစိတ်မရောက်ခင်မှာကျွန်တော်ကအိမ်ငှားတဲ့သူတွေကဒါအိမ်ကိုမငှားခိုင်းတော့ဘူးသူများငှားခိုင်းတော့မယ်ဆိုမှလာပြောတာအဲ့ချိန်မှာမြအရင်ကိုလည်းနေရဲကြတယ်ကျွန်တော်ဖေဟာဘာဖြစ်လို့အဲ့လောက်ချစ်ကျွန်တော်ကိုတောက်ခပြရတယ်ဗောနော်အဲ့လောက်ချစ်ဘာဖြစ်လို့တောက်ခပြရတယ်ဆိုမှငိုတယ်စိတ်လဲနာတယ်အဲ့ချိန်မှာအဲ့လိုပဲညီမယ်ဗောနော်အဲ့လိုပဲစိတ်မှာတော့အဲ့လိုပဲဒီမှာခွဲစိတ်ပြီးရတဲ့စစ်တလပိန်းမှာရောင်ကနေကလေးကိုပြန်တာအဲ့ဒီချိန်မှာကလေးပြန်ပြီးမဲ့ဟိုအခုချိန်မှာတော့ဘုရားကအဖြေနေတဲ့ပြီးပြီဗောနော်မွေးစားအဖြေနေတဲ့အဲ့ဒီချိန်မှာလင်ခွဲရောက်လာနဲ့ကျွန်တော်မွေးစားအဖြေနေတဲ့အဲ့လိုမျိုးတခါလေးနဲ့မပြီးဘူးတို့ကကျွန်တော်ကိုလင်ခွဲမှာလာခေါ်တာဗောနော်တားဒီလာခဲ့ကျွန်တော်တို့အိမ်မှာရောက်ပါကျွန်တော်တို့အိမ်မှာနေတာတားသမီးတို့ဒီပါဆိုတော့ဘုရားကကျွန်တော်အစီအစဉ်တွေ့ပြီးတာဗောနော်အဲ့ချိန်မှာကျွန်တော်စိတ်မှာဘယ်လိုပေါ်လာလဲဆိုတော့ကျွန်တော်job ပါလဲသူတို့မိသားစုဆုံးရှုံးတယ်သူ့ရဲ့ကျမ်းမာရေးလည်းမကောင်းဘူးเนาะဘုရားအနာကိုငါယူပြီးရဲ့အဲ့ချိန်မှာဘုရားကိုပဲအားကိုးတာပေါ့เนาะဘုရားစင်တာပဲဆူတောင်းတယ်ဘုရားကိုပဲယုံကြည်တယ်အဲ့ချိန်မှာကျွန်တော်လည်းဘုရားအဲ့ဒီ2025နှစ်တုန်းကဘုရားက
ကျွန်တော်ကိုဘာခက်ခဲပြီးဘာခက်ခဲပြီးပဲကျွန်တော်ကဖះကိုအရန်ယုံကြည်လို့အခုဒီအချိန်ပေါ့နော်အမှုတော်ဆောင်ခွင့်ပြီးတာပေါ့နော်အဲ့ချိန်မှာဖះဒီအမှုတော်ဆောင်ခွင့်တာခါတာမျိုးအရန်ခံနိုင်ပြီပေါ့နော်ကျွန်တော်အတွက်ဘာမဆိုအကုန်ခံနိုင်လို့ပါအဲ့ဒါကြောင့်ဒီအခုဒီအချိန်ကိုရောက်လာတာဖြစ်တဲ့ကြောင့်မျိုးတော့လည်းဒီလာရတဲ့အနေအထားဆိုပေါ့နော်နည်းနည်းကိုယ့်ရဲ့မိသားစုမှာလည်းဖြစ်ပါစေကိုကျမ်းမာရေးမှာလည်းဖြစ်ပါစေအခက်အခဲများဒီကြောင့်မှာအဲ့ချိန်မှာတခင်ကြီးရှုကိုယုံကြည်ပြီးမှစမ်းကြည့်ပါစမ်းကြည့်ပြီးမှဆူတောင်းကြည့်ဘုရားကသူ့နာကိုလေအညောင်းမှာတခါလေးနဲ့ပြီးမယ်လို့ကျွန်တော်တို့မပြောဘူးဒါနဲ့ဘုရားသူ့နာသူ့ဘုရားကိုဆူတောင်းပြီးမှတကယ်ဆူတောင်းတော့ငိုရင်းနဲ့ဟိုဆရာမရဲ့တချင်းဆိုတဲ့ပုံစံပေါ့နော်မျက်ရည်ကျပြီးမှကျွန်တော်လည်းမျက်ရည်ကျတယ်အဖေကြီးလည်းမရှိမိသားစုလည်းမရှိတယောက်တည်းနေတာဟိုအခုဒီရောက်လာတဲ့မျက်ရည်များကြီးကျတယ်ဒါနဲ့ဘုရားကအခုဒီအချိန်မှာသူ့ကိုတကယ်ကိုယုံကြည်ဖို့သူ့ကိုတကယ်ကိုချီးမွမ်းနိုင်ဖို့အဲ့ချိန်အဲ့လိုလောက်ဖို့ဒီချိန်ရောက်လာတယ်တဲ့ကြောင့်တို့အခက်ခဲရှိနေဆူတောင်းဘုရားကိုအဲ့လိုမျိုးခရိယံဘုရားရောယုံကြည်ဖို့လည်းမကောင်းဘူးဘာမှလည်းမပြီးဘူးအဲ့လိုမျိုးမဖြစ်စီခိုင်းချင်ဘူးတကယ်ကိုယုံမှတကယ်ကိုဆူတောင်းမှရနိုင်တယ်ဆိုတော့အဲ့ဒီမျိုးပြောချင်တာကျွန်တော်တို့ဒီဘက်ပေါ်ပြတင်ဆောင်ကြည့်ပါစေအာမင်